Okay အင်္ဂါသားသမီးတွေနဲ့ပတ်သက်တဲ့ဒုတိယပိုင်းကိုကျွန်တော်ဆက်ပြောပါအင်္ဂါတွေကချင်းသေးရဲ့ဝိညာဉ်ပုကတ်နေပြီးအင်္ဂါဂျုံနဲ့ထိစပ်တဲ့အတွက်သူတို့မှာမိမိကိုယ်ကိုယုံကြည်ချက်အယမ်းမြင့်ပါတယ်နော်ကိုယ့်ကိုယ်ကိုယုံကြည်မှုအယမ်းလွန်ကဲတယ်ကိုကလွယ်ရင်သူများကိုစိတ်မချတတ်နောက်တစ်ခုကကြတော့သူတို့တွေဒီချင်းသေးဆိုတဲ့အတိုင်းပေါ့နော်သူတို့တောပြင်ဆိုတဲ့အတိုင်းလွှမ်းမိုးချုပ်ကင်လိုစိတ်လဲအယမ်းပြင်းတယ်ပိုင်စိုးပိုင်နေလဲသူတို့စိတ်မှာအယမ်းလှုပ်တက်ချင်တယ်သူတို့တကယ်ချစ်လေခမားရဲ့ဘဝတွေထိဝင်ရောက်ဆွတ်ဖက်ချဲ့လဲလိမ့်မယ်နော်ချစ်တတ်တယ်ထုံမပြတတ်ဘူးဒါပေမဲ့သူတို့ကိုကျွန်တော်ထုံမပြမကြိုက်ဘူးနော်သူတို့ကမနူးညံ့တတ်ဘူးစကလုံးနူးနူးရမသုံးတတ်ဘူးဒါပေမဲ့သူတို့ကိုတော့နူးညံ့ချိုတာရင်ကျေးပြီးတော့ကျင်နာနေမှာသူတို့ကအယမ်းသဘောကျနော်နောက်တစ်ခုကကြတော့သူတို့တွေဒီစောင့်ဆိုင်းရတဲ့ကိစ္စတွေတအားမုန်းတယ်အင်္ဂါတွေရဲ့အမုန်းဆုံးလို့ကိုပြောရပါဆိုရင်အချိန်ဆွဲတာနဲ့စောင့်ရတာပဲနော်သူတို့ရဲ့အချိန်ကိုသူတို့အယမ်းတမိုးထားတယ်သူတို့စောင့်ခိုင်းတအားစိတ်ဆိုးတယ်အင်္ဂါမှန်ပြောတာနော်နောက်တစ်ခုကကြတော့သူတို့ဒီဒေါသထွက်လာပြီဆိုရင်လူကိုလုံးဝရင်လုံးဝမလုံးဝရင်ရှိတဲ့ပစ္စည်းတွေအကုန်လုံးရိုက်ခွဲပေါက်ခွဲပစ်တဲ့အထိလဲစိတ်တက်ကအဲ့လိုပြင်းထန်တယ်ပေါ့နော်ကြောက်ဖို့နည်းနည်းကောင်းတယ်အင်္ဂါတွေကနော်နောက်တစ်ချက်ကကောင်းတဲ့အချက်ပေါ့နော်ကောင်းတဲ့ချက်ကတော့မိသားစုနဲ့ပတ်သက်ကာကွယ်တယ်မိသားစုတန်ရုံးတင်ကြီးမားတယ်မိသားစုရှေ့ကနေမမရက်တီပေးလို့စိတ်လဲသူတို့မှာအမြဲတမ်းရှိတယ်နော်မိသားစုနဲ့ပတ်သက်ပြီးစွန့်လွတ်နေတာခံလိုက်ပြီးဆိုရင်အင်္ဂါသားသမီးတွေများတယ်နော်နောက်သူတို့တွေကအလုံးနဲ့ပတ်သက်ရင်ကျွန်တော်ပြောခဲ့တယ်လို့ပေါ့နော်ပြတ်သားတယ်ရဲရင်နဲ့ပြီးလို့ရှိရင်ချက်ချင်းကောင်တယ်ဖော်လို့တဲ့စိတ်တွေလည်းရှိတယ်နောက်သူတို့တွေအရှုံးပေးရမှာသေမလောက်ကြောက်တယ်အင်္ဂါတွေရဲ့ကြောက်တဲ့အရာကတော့သူတို့လူတွေကိုအရှုံးမပေးချင်တာနော်သူတို့လိုချင်ပြီးသူတို့ပိုင်ဆိုင်ခြင်းပြီးဆိုမရအရယူတတ်တဲ့ဇာတိကိုလည်းအမြဲတမ်းပြတယ်နောက်သူတို့ထက်နှိမ်ပါတယ်သူတို့ထက်အားနည်းတယ်ဆိုရင်သူတို့စိတ်ထဲမှာအလိုလိုနှိမ်ချခြင်းတဲ့စိတ်ကလည်းရှိတယ်ဒါပေမဲ့သူတို့အဲ့ဒါကိုမပေါ်လွင်စေရဘူးနော်သူတို့ပေါ်လွင်စေတဲ့အရာမျက်နှာပြတ်တယ်သူတို့မကြိုက်တဲ့အရာပြောပြီးသူတို့လက်မခံနိုင်တာပြောပြီးမတရားတာမြင်ရပြီဆိုတော့သူတို့တွေကရုပ်ပြက်စင်းပြက်နိုင်တယ်ဟန်မဆောင်တတ်ဘူးနော်ပြီးရင်ဒဲရိုးလဲကစ်တတ်တယ်နော်အဲ့ဒီမတရားတဲ့အပေါ်မှာအဲ့တော့ရန်ဘတ်များတဲ့ထဲမှာလဲအင်္ဂါတွေကပါတယ်နော်ချစ်သူနဲ့ပတ်သက်လို့ရှိရင်သူတို့တွေဒီပြက်သားတယ်ရက်ဆက်တယ်ကြမ်းကြုတ်တယ်ချစ်ရင်တအားချစ်ပြီးမုန်းရင်အသက်ကုန်မုန်းတယ်အဲ့တော့အင်္ဂါတွေတကယ်ပြက်ပြီဆိုရင်တစ်ချက်နှစ်ချက်ကစမတရာတော့